စူဇန်ဒီနေ့လည်းဝယ်စရာရရှိလို့မနေ့စောစောထားပြီးလိုအပ်တာလေးတွေကို City Mart မှာဈေးဝယ်နေရပေါ့နော်အဲ့ဒါပြီးသွားတော့နေ့လည်စားချိန်ရောက်နေပြီဆိုတဲ့ခါကျတော့ဆိုတော့အရန်စားချင်နေတဲ့ခောက်ခါမှုပေါ့နော်ညီမလို့ဆိုဝက်လက်ဥစုံထမင်းပေါင်အဲ့ကောင်လေးအရန်စားချင်နေတာအဲ့ဒါနဲ့ Junction Square ရောက်တုံးလေးဝင်စားပါတယ်ဆိုတော့အရင်ကစားခဲ့ဘူးတဲ့ဆိုင်ဒီဇိုင်းရှိရဲ့သူကလေအနက်အရသာ flavor လုံးဝပြောစရာမရှိဘူးအရန်ကောင်းခဲ့တဲ့ဟာကိုစားခဲ့လို့လားမသိဘူးဒီဟာကိုနည်းနည်းလေးလိုနေရလို့ခံစားရတယ်စူဇန်ရဲ့အမြင်ပေါ့နော်အသားတွေကလည်းဤတယ်ဒါပေမဲ့လေပိတ်သွားတဲ့အရင်တော့စားခဲ့ဘူးတဲ့အရင်ကြိုက်ခဲ့တဲ့ဆိုင်ရဲ့အရသာကိုမျောသိပြီးတော့လာခဲ့ရဆိုတော့လေထီတော့ထီတယ်အရင်တော့မထိမိဘူးပေါ့ဒါပေမဲ့လေသူကလည်းသူစားလို့ကောင်းပါတယ်နေ့လေစဉ်းစားပြီးတော့လေတစ်ဆက်လေးစားချင်နေ့ကျတော့ဒီနေ့မှာ outfit ကဆဲရောင်လေးဝတ်ထားဆိုတော့လေမချလေးတောက်ချင်တဲ့စိတ်လေးဖြစ်သွားတယ်။ pancake planet ကိုရောက်နေရပါတော့။ဒါ coco software pancake နဲ့ matcha frappe လေးမှာထားပါတယ်။ပုံမှန်ဆိုဆန်ကအုံသီးတိတ်စားရဲ့သူမဟုတ်ဒါပေမဲ့ဒီဆိုင်က matcha coco လေးကိုအရမ်းကြိုက်တယ်။ menu အားလုံးထဲမှာဒီ matcha coco ကိုအကြိုက်ဆုံးပေါ့နော်။ coco မစားရလေတော်တော်ကြာပြီ။ုံသီးနံလေးကလည်းမှုန်းနေရပဲ pancake သားလေးကလည်းအီးလေးနဲ့လေမချားလည်းအရင်ပြင်းမယ်ထင်တာမပြင်းကြိုက်ပဲဆွမ်းကြိုက်ပဲဒီကိုကိုနက်ဂျယ်လေးကလေဆွမ်းဆိုအဲ့တော်တောင်ထည့်စားရတယ်လားကြိုက်လို့အပေါ်ဂျယ်လေးနဲ့ရှယ်ပဲ pancake blender ကိုရရင်ချာကိုကို soft လေးကိုစားကြည့်ဆွမ်းရဲ့ favorite ပဲစမ်းလိုမျိုးနေ့လည်စားပြီးတော့လို့ရှိရင် dessert လေးစားခြင်းနဲ့သူရှိလို့ရှိရင်ဒီ pancake planet မှာ dessert လေးလာစားကြည့်ကြတော့အားလုံးပဲနောက် vlog မှာပြန်တွေ့ပါမယ်ကျေးဇူးပါ